ပရိသတ်တို့ရေအပိုင်းတိအစုံမှာအောင်ရဲတယောက် viewer တန်းကြော်ရဲ့ရှေ့မှာတင်အမှောင်ထဲကိုတရွတ်တိုက်ဆွဲခေါ်ခလိုက်ရတယ်နော် live stream ကပြစ်တောက်သွားပေမဲ့ဇက်လိုင်းကတော့မပြီးသေးပါဘူးအခုအပိုင်း1မှာတော့အောင်ရဲကိုကယ်တင်ဖို့ကြိုးစားမဲ့သူတွေနဲ့စံအင်ကြီးရဲ့ထိတ်လန့်စရာလျှို့ဝှက်ချက်တွေကိုဆက်ကြည့်အောင်ဗျာအောင်ရဲရဲ့ live ပြစ်တောက်သွားပြီးမိနစ်ပိုင်းအတွင်းမှာပဲ social media တစ်ခုလုံးပွတ်လောချိုက်သွားပါတယ်အောင်ရဲရဲ့တငယ်ချင်းဖြစ်သူ video editor ကျော်ထထအောင်ရဲစီဖုံးဆက်ပေးမဲ့ဆက်ပိတ်ထားတယ်။သူဟာနောက်ထပ်တငယ်ချင်းတစ်ယောက်ဖြစ်တဲ့နန်းစုနာ paranormal expert နဲ့အတူခိုင်မြဲဆိုင်အင်းစီကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။သူတို့ဆိုင်အင်းထဲရောက်တဲ့အခါအောင်ရဲရဲ့ဖုံးဟာဒုတိယထက်အခန်းဝမှာကျန်းပြင်ဖော်လဲလျက်သားကြံနေခဲ့တာကိုတွေ့လိုက်ရတယ်။ထူးဆန်းတာကဖုံး screen ကပြန်ပွင့်လာပြီး auto restart live ဆိုပြီးသူ့အလိုလိုပြန်လွှင့်နေတာပါပဲ။ကျော်ထက်ကဖုံးကိုကောက်ကိုက်လိုက်တဲ့အခါ live ထဲမှာ viewer အရေးအတွက်က3ည0ထင်နေတယ်။ဒါပေမဲ့ comment သဆောင်တက်လာတယ်။မင်းတို့လည်းပါဝင်ဆင်နွှဲဖို့ရောက်လာပြီလားတဲ့။နန်းစုကသူမရဲ့ EMF မီတာကိုထုတ်လိုက်တဲ့အခါစက်ကအမြင့်ဆုံးအထိတုံခါနေတယ်။ကျော်ထက်ဒီအိမ်မှာရှိနေတာကမိသားစုဝိညာဉ်တွေတင်မဟုတ်ဘူး။ဒီအိမ်ကလူတွေကိုဝါမျိုးတဲ့အိမ်မျိုးမေးလို့သူမကသတိပေးလိုက်တယ်။သူတို့အောင်ရဲရဲ့အော်တန်ကိုကြားလိုက်လို့အိမ်ရဲ့မြေအောက်ခန်းထဲကိုဆင်းသွားခဲ့ကြတယ်။မြေအောက်ခန်းထဲမှာတော့အောင်ရဲဟာနေရံမှာတန်ကြိုးတွေနဲ့ချီနှောင်ခံထားပြီးသူ့ရဲ့ပတ်လဲမှာတော့ဖုံးတွေကင်မရာတွေအများကြီးကို tripod တွေနဲ့တက်ထားတာကိုတွေ့လိုက်ရတယ်။ထိတ်လန့်စရာအကောင်းဆုံးကအဲ့ဒီကင်မရာအားလုံးကအောင်ရဲရဲ့သွေးအန်ဆဲအခြေအနေကိုမတူညီရဲ့ angle တွေကနေ live လွှင့်နေတာပါပဲ။ကျော်ထက်ကအောင်ရဲကိုကဲဖို့ပြေးအသွားမှာ live ရဲ့ viewer count ကရုတ်တရက်တန်းတက်လာအထိတက်သွားပြီး comment တွေကအလွန်မြန်တဲ့နှုန်းနဲ့တက်လာတော့တယ်။တက်လိုက် content အသစ်လိုချင်နေဆိုတဲ့စာသားတွေပဲအပြည့်ပဲ။နန်းစုကကင်မရာတစ်လုံးကိုကြည့်လိုက်တဲ့အခါကင်မရာနောက်ကွယ်မှာဘယ်သူမှရှိမနေဘူး။ဒါပေမဲ့ကင်မရာတွေကသူ့အလိုလိုရွေလျားနေအောင်ရဲကို zoom ဆွဲနေကြတာပါ။ဒါကဝိညာဉ်တွေမဟုတ်ဘူးကြော်ထဒါကဒီအိမ်မှာတည်ဆုံးသွားခဲ့တဲ့လူတွေရဲ့နာမည်ကြီးချင်တဲ့ရန်မတ်တွေကနေဖြစ်လာတဲ့ကျိန်စာမဲလို့သူမကသတိပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲအောင်ရဲကိုချီထားတဲ့တန်ကြိုးတွေကပိုပြီးတင်းကျပ်လာပြီးမြေအောက်ခန်းတကားကြီးကဝုန်းကနေပိတ်သွားမှာတော့တယ်။ကြော်ထက်နဲ့နန်းစုတော့လည်းမြေအောက်ခန်းထဲမှာအတူတူပိတ်မိသွားပါပြီ။